ကိုမုန်းတီးနေတဲ့သူကိုဘယ်လိုတုံ့ပြန်ရမလဲသိချင်လားအဲ့ဒီလူကိုသွားရှင်းပြမလားအမမဟုတ်ရင်သူ့ကိုကျမတို့ကိုပို့ပြီးတော့မုန်းတီးပို့ဒေါသထွက်အောင်လို့သွားဆွပေးကြမလား no အဲ့ဒါတွေကအချိန်ဖြုံးတာပဲတကယ်တော့ကိုမုန်းတီးနေတဲ့သူတွေသွေးတက်သွားစေမဲ့အပြတ်သားဆုံးတုံ့ပြန်မှုကတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဗီဒီယိုထဲမှာပြောပြပေးမယ်လူတစ်ယောက်ကကျမတို့ကိုအသက်လွတ်ကြီးအကြောင်းမဲ့တက်တက်မုန်းနေပြီဆိုလို့ရှိရင်တော့အဲ့ဒါကျမတို့ပြဿနာမဟုတ်တော့ဘူးအဲ့ဒါသူ့ရဲ့ပြဿနာပဲအဲ့ဒါကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်သွားပြီသူတို့ကကျမတို့စီမှာရှိနေတဲ့အရေးအချင်းကိုမမှီလို့ဒါမှမဟုတ်ရင်ကျမတို့လိုမဖြစ်နိုင်လို့မနာလိုစိတ်ကနေပြီးတော့မုန်းတီးစိတ်အဖြစ်ပြောင်းလဲသွားတာဒါကြောင့်မလို့သူတို့ရဲ့စကားတွေသူတို့ရဲ့အကြည့်တွေနောက်ကိုကလိုက်ပြီးတော့ဒေါသထွက်နေမယ်ဆိုလို့ရှိရင်ကျမတို့ကသူတို့ရဲ့ကစားကွက်ထဲကိုရောက်သွားပြီသူတို့ကလေကျမတို့ကိုစိတ်ထက်ကြစေခြင်းနေတာအလုတ်ပြတ်စေခြင်းနေတာအဲ့ဒီလိုလူမျိုးတွေကိုတကယ်အောင်မြင်တဲ့သူတွေရဲ့တုံ့ပြန်မှုက silent is the best answer ပါတုံ့ပြန်မှုမရှိတာကအပြင်းထန်ဆုံးတုံ့ပြန်မှုပါပဲသူတို့တွေဘလောက်ပြောကိုကအေးစစ်စစ်ပြုံးနေတာကလေသူတို့ကိုယူသွားစေနိုင်တဲ့လက်နက်ပဲနောက်တစ်ချက်ကကိုဘွားကိုဒီထက်ပိုပြီးတော့ကောင်းအောင်နေပြလိုက်သူတို့ကကျမတို့ကိုဒီထက်ပိုနှိမ့်ချစေခြင်းလို့မုန်းနေတာအဲ့ဒီတော့ကျမတို့ကပိုလှလာရမယ်ပိုပြီးတော့အောင်မြင်အောင်လုပ်ပြရမယ်ဒါကြောင့်မလို့ကိုမုန်းနေတဲ့လူတွေအတွက်ကိုအချိန်မပေးပါနဲ့ကိုချစ်တဲ့သူတွေကိုပဲအချိန်ပေးပါသူတို့နဲ့ပဲအချိန်ပြုံးပါအဲ့ဒီတော့နောက်တစ်ချက်စဉ်းစားကြည့်ပေးပါဦးကျမတို့ဘဝအတွက်အရေးကြီးဆုံးသူတွေကကောဘသူတွေလဲအဲ့ဒီလူတွေကိုတေးသေးချာချာမြင်အောင်ပြီးတော့သူတို့ကိုအချိန်ပေးကြပါစို့နော် Global Talent မှာရှင့်